အားလုံးပဲ Happy New Year ပါဒီနေ့ကျွန်တော်ကကိုရီးယားကိုရိုးချောင်းနဲ့လာခဲ့ရမှာလို့ ECU တွေ E-visa တွေအကြောင်းပြောရင်းရိုးချောင်းတဲ့အခါမှာဘယ်လို process တွေရှိတယ်ဘယ်လောက်ကုန်ကြမယ်ဆိုတာကိုပြပြပေးသွားပါမယ်အရင်ဆုံးရိုးချောင်း6ဖို့အတွက်ဆိုရင်ကြားဖြတ်ဖို့လိုပါတယ်ပထမဆုံးချောင်း6တော့မယ်ဆိုရင်ကျွန်တော်အရင်ဆုံးစီးပုတ်ကင်ယူရမှာပါစီးပုတ်ကင်ယူတာဘာနဲ့တူလဲဆိုလို့ရှိရင်အလူမှာပတ်စံကျဲတဲ့အတိုင်းပါပဲယူရဲ့လူရအများကြီးကြားထဲမှာကိုကစီးပုတ်ကင်တိတ်ကိုရအောင်ယူရတာပါအဲ့ဒီရဲမှာ agency အလိုက်တချို့ agency ကယူပေးကြတယ်တချို့ agency တွေကကြတော့ကိုယ်တိုင်စီးပုတ်ကင်ယူရတာဖြစ်ပါတယ်အဲ့မှာကျောင်းသားတိုင်းစပြီးတော့ကြိုးစားတာစီးပုတ်ကင်ယူတဲ့နေရာစပြီးတော့တော်တော်လေးကိုကြိုးစားပြီးတော့ယူရပါတယ်နောက်ပြီးစီးပုတ်ကင်မှာစကန်တွေများပါတယ်တချို့တွေဆိုလို့ရှိရင်နိုင်ငံတွေကိုမြန်မာနိုင်ငံမဟုတ်ဘဲနဲ့တခြားနိုင်ငံယူပြီးတော့စီးပုတ်ကင်ရပြီဆိုပြီးတော့လိန်နဲ့စကန်တွေလည်းရှိပါတယ်အဲ့မှာစကန်များစုကစီးပုတ်ကင်ဘိုးကိုကြိုပြီးတော့ယူတတ်ပါတယ်10ရန်လောက်ဆိုရင်ကိစ္စမရှိဘူးဆိုပေမဲ့စီးပုတ်ကင်ဘိုးအကုန်လုံးကြိုလဲရပဲဆိုလို့ရှိရင်အဲ့ဒါကစကန်ပြီးဖို့များပါတယ်အဲ့မှာနောက်တဲ့စကန်တစ်ခုကစီးပုတ်ကင်ရတယ်ဆိုပြီးတော့ကိုယ့်ကိုမေးတူးနဲ့လာပြီးတော့မြန်ယူမလားမယူလားမယူရင် cancel လိုက်ပဲဆိုပြီးတော့ဇွန်အတင်းတွန်းရပေးပြီးတော့ငွေရှေခိုင်းတဲ့ဥစ္စာတွေလည်းရှိပါတယ်နောက်ပြီးကိုယ့်ရထားတဲ့လူကကိုယ့်ကိုစီးပုတ်ကင်ရပြီဆိုပြီးတော့အတင်းမေးတူတွေနဲ့ဇွန်အတင်းတွန်းရပေးပြီးတော့ငွေရှေခိုင်းရမျိုးတွေဆိုလို့ရှိရင်လည်းစကန်တွေဖြစ်ဖို့များပါတယ်ဘာလို့လဲဆိုလို့ရှိရင်စီးပုတ်ကင်ပေးတဲ့စားပြည်သမားတယောက်ကလွယ်ကူကိုကမယူတော့ဘူးချက်ချင်းမှငွေမရှိလို့ရှိရင်လူများကိုပေးလိုက်မယ်ဆိုတော့အတင်းတွန်းအားပေးတာကြီးကလုံးဝကိုအဓိပ္ပာယ်မရှိတဲ့လုပ်ရကြီးပါဘာလို့လဲဆိုလို့ရှိရင်စီးပုတ်ကင်ဆိုတာမျိုးကဒီဘက်မှာ cancel လိုက်တိုင်းလေဟိုဘက်ကလူကရက်လို့ပေါ်ပြီးတော့ရချင်မှရပါရော့အင်ဆိုပြီးတော့အပြင်မှာလိုမျိုးပေးလို့ရတဲ့ဥစ္စာမျိုးမဟုတ်ပါဘူးနောက်ပြီးတော့ဒီ website ရဲ့အလုပ်လုပ်ပုံနဲ့ဘယ်သူမှအတိအကျသိမှာမဟုတ်ပါဘူးဘာလို့လဲဆိုရင်ကိုကဒီဘက်မှာချက်ချင်း cancel လိုက်တိုင်းဟိုဘက်မှာရက်လို့ကချက်ချင်းပေါ်ချင်းမှလည်းပေါ်မှာပါနောက်တစ်ခါ cancel မှပေါ်တာမျိုးလည်းဖြစ်နိုင်ပါတယ်ဒီအရာကိုဘယ်သူမှလည်းတိကျသိရမဟုတ်တဲ့အတွက်ချက်ချင်း cancel ချက်ချင်းရဆိုတာလောက်ကြီးတော့လွယ်ကူတဲ့ရမျိုးမဟုတ်ပါဘူးကိုယ့်ထားတဲ့စားပြတဲ့မစီမှာကိုကိုစီးပုတ်ကင်ရပြီလို့လာပြောလို့ရှိရင်ကိုကအချက်လက်တွေကိုတေချာစစ်ပါနာမည်တွေမှန်လားpassport number တွေမှန်လားတေချာစစ်ပြီးတော့မှအချက်လက်မှန်ပြီဆိုလို့ရှိရင်ငွေရှေပေးတာတော့အကောင်းဆုံးပါစီးပုတ်ကင်ယူပေးရဲ့စားပစ်တွေထဲမှာလိန်တဲ့လူတွေလည်းရှိတယ်လို့တေချာအမှန်ကန်လုပ်ပေးရဲ့လူတွေလည်းအများကြီးရှိပါတယ်ကဲဟုတ်ပြီစီးပုတ်ကင်တိတ်လည်းရပြီဆိုလို့ရှိရင်အရင်ဆုံးမိုဖာဝဲမှာဖြစ်ပါတယ်အဲဒီကမှစာရွက်စာတမ်းတွေကိုကျွန်တော်တို့မှရထားတဲ့စီးပုတ်ကင်တိတ်ကရက်ဆွဲတဲ့အတိုင်းကျွန်တော်တို့ကတန်ရုံးမှသွားပြီးတော့စီးဝင်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ကစီးပုတ်ကင်မရသေးဘူးဆိုလို့ရှိရင်လည်း agency နဲ့တေချာတိုင်ပြီးမှကိုလျှောက်ထားရဲ့အကြောင်းကစီးဆောင်ပေးရဲ့အကြောင်းလားစီးမဆောင်ပေးရဲ့အကြောင်းလားဆိုပြီးတော့တေချာမေးကြည့်ပါကိုကစီးလဲရပြီဆိုလို့ရှိရင်ကျောင်းလျှောက်မှာဖြစ်ပါတယ်ကျောင်းလျှောက်မယ်ဆိုလို့ရှိရင်ကျောင်းတာဘူးဖြေရမှာဖြစ်ပါတယ်ကျောင်းတာဘူးဖြေလို့ရှိရင်ကိုကကျောင်းတာဘူးအောင်တာနဲ့ကိုရီးယားကျောင်းကြီးကိုပေးသွင်းရဖြစ်ပါတယ်ဒီမှာကကိုရီးယားနဲ့ဂျပန်နဲ့ကွာတဲ့အချက်ကကိုရီးယားဆိုလို့ရှိရင်ကျောင်းတာဘူးအောင်လို့ရှိရင်ကျောင်းကြီးပေးသွင်းပေးရဖြစ်ပြီးတော့ဂျပန်ကတော့ COE အောင်မှာကျောင်းကြီးကပေးသွင်းရဖြစ်ပါတယ်အဲ့ဒါတော့ကိုရီးယားနဲ့ဂျပန်နဲ့ကွာတဲ့အချက်ပါကိုကကျောင်းခေါ်စာရွာရပြီဆိုလို့ရှိရင်တော့ဗီဇာဘုတ်ကင်ကိုထပ်ပြီးတော့ယူရမှာဖြစ်ပါတယ်ဗီဇာဘုတ်ကင်မှာကိုယ့်ရဲ့ဘန်စာအုပ်တက်တန်းလိုက် agency ကနေပြီးတော့ဗီဇာ33ချီရဲ့နေရာမှာပထမတုပ်လားဒုတိယတုပ်လားတတိယတုပ်လားဆိုတာကိုကိုယ်ရွေးချယ်ပြီးယူခိုင်းမှာဖြစ်ပါတယ်အဲ့ဒီမှာကိုကဗီဇာဘုတ်ကင်ရပြီဆိုလို့ရှိရင်စာရွက်စာတမ်းတွေကိုတေချာပြင်ဆင်ရတော့မယ့်ပိုင်းရောက်သွားပါပြီစာရွက်စာတမ်းတွေကိုပြင်ဆင်ရမယ့်နေရာမှာကျွန်တော်အကြံပေးချင်တာကတချို့ကကြတော့ကုမ္ပဏီတွေမှာအလုပ်လုပ်နေဆိုလို့ရှိရင်အလုပ်တွေကိုထည့်ကြပါတယ်ဒါကျွန်တော်အမြင်တော့မြင်ပါဗျာမှားတာမှန်တာတော့ကျွန်တော်လည်းတေချာတော့မသိဘူးပေါ့ဗျာအဲ့လိုမျိုးထည့်တာတော့ကျွန်တော်သိမကြိုက်ပါဘူး။ဘာလို့လဲဆိုကိုကចောင်းသားတက်မှာဖြစ်တဲ့အတွက်ကိုထည့်ထားတဲ့စာရွက်စာတမ်းတွေကကိုဟိုဘက်ကိုရီးယားနိုင်ငံမှာတက်မဲ့မေဂျာနဲ့ပတ်သက်တဲ့စာရွက်စာတမ်းဆိုရင်တော့ပို့ပြီးတော့ခိုင်လုံမယ်လို့တော့ကျွန်တော်တို့ထင်ပါတယ်။ဒီမှာကိုရီးယားနိုင်ငံမှာ business management တက်မယ်ဆိုလို့ရှိရင်ဒီမှာတင်ထားတဲ့သင်တန်းတွေရတယ် business management နဲ့ပတ်သက်တဲ့သင်တန်းတွေဆိုလို့ရှိရင်တော့ကိုယ့်ရဲ့အကြောင်းပြချက်ကပို့ပြီးတော့ခိုင်မာမှာဖြစ်ပါတယ်။ကိုကစာရွက်စာတမ်းတွေတေချာပြင်ဆင်ပြီးသွားပြီဆိုလို့ရှိရင်တော့တန်ရုံးမှာဗီဇာဝင်ပြီးလို့ရှိရင်ဗီဇာဝက်ဆက်ကိုစောင့်နေဦးမှာပဲ။ဗီဇာဝယ်ဆက်စောင့်နေတဲ့အခါမှာလည်းစိတ်အေးထားပါနောက်ပြီးဗီဇာဝယ်ဆက်ကိုခဏတိုင်းအားတိုင်းစစ်နေရတယ်လို့ကကိုယ်စိတ်လောက်ပေးနေတဲ့အတိုင်းပါပဲနောက်ပြီးကိုကအဲ့ကြောတင်မှာဆိုလို့ရှိရင်ကိုရစာကိုတေချာလေးလုပ်ပါနောက်ပြီးမိမိသက်ဆိုင်ရာဘာသာရေးလေးကိုလည်းလုပ်ပေးရတော့ပိုပြီးတင်တော့ပါတယ်ကျွန်တော်တို့ကဆိုရင်ဗီဇာဝယ်ဆက်ကိုတစ်ခါပဲစစ်ခဲ့ပါတယ်ကျွန်တော်ကဒီတိုင်းဝင်ပြီးပြီဆိုတာနဲ့ကျွန်တော်ကကိုရစာလုပ်တယ်သက်ဆိုင်ရာဘာသာရေးတရားလေးတွေလုပ်တယ်ဗီဇာဝယ်ဆက်ကြီးကိုတားကြီးအားလုံးထဲမှာတိတ်ပြီးတော့မထည့်ထားပါဘူးဟုတ်တယ်မလားကိုကတကယ်လို့တစ်ခါလဲကျသွားရင်လည်းပြန်ထားမှာကျွန်တော်တို့လည်းတာဝန်ပဲလေဗျာအားလုံးစိတ်ဝင်စားတဲ့ကျောင်းချောင်းရင်ဘယ်လောက်ကုန်ကြမလဲဆိုတာကကျွန်တော်ကတော့400နဲ့500ကျော်ကိုကြိုပြီးတော့ပြင်ဆင်ထားတာတော့အကောင်းဆုံးဖြစ်ပါတယ်ကျွန်တော်တို့ကလည်းအဲ့လောက်ကြီးကုန်မယ်လို့မထင်ခဲ့ပေမဲ့ဗီဇာအောင်ပြီးတော့မှကိုရီးယားလေလက်မှတ်တွေဝယ်ရတယ်ဟိုမှာကိုနေဖို့အတွက်ကျောင်းဆောင်ကသွင်းရတယ်အသက်အမကန်ကြီးကိုကဒီကယူရမယ့်စေးဝါးတွေအင်ကြီးဝစ်စားတွေနဲ့ပြင်ဆင်ရတာတွေအလောက်တော့သွားပါတယ်အခုကျွန်တော်တက်နေတဲ့အကြောင်းမှာဆိုလို့ရှိရင်မြန်မာကနေပါတယ်ကျန်တာကတော့ဘီနန်လူမျိုးတွေများပါတယ်ကျွန်တော်တို့ကတော့ရှေ့ကနေပြီးတော့ရောက်သွားတဲ့လူတွေအနေနဲ့ကတော့ဒီနေမြန်မာလေးတော့နေပေးနေပါတယ်ကျွန်တော်တို့လည်း BNN လောက်ဗီဇာပြုခွင့်တွေများတက်လာမလားဆိုပြီးတော့ကျွန်တော်လည်းစူးစမ်းပြီးတော့အကောင်းဆုံးနေပေးနေပါတယ်ကျွန်တော်တယောက်တည်းအားနဲ့တော့ဒီဗီဇာပြုခွင့်ကြီးကိုဆွဲတင်လို့ရမှာမဟုတ်ပါဘူးကျွန်တော်တို့လိုပဲရှေ့မှာသွားတဲ့
စီနီယာတွေကနေပြီးတော့လိမ်မာနည်းနဲ့အကြောင်းလေးပုံမှန်တက်မယ်အချိန်ပိုင်းလုပ်လေးတွေတေချာလုပ်မယ်ဆိုလို့ရှိရင်တော့နောက်ဂျူနီယာတွေအတွက်ကဗီဇာပြုဂိတ်တွေများပြန်ကောင်းလာနိုင်မလားဆိုပြီးတော့မျှော်လင့်ချက်နေတယ်ကျွန်တော်ကတော့ရှေ့မှာစူးစမ်းပြီးတော့လိမ်မာမာလေးတော့အခုအကြောင်းမှာနေပါတယ်အားလုံးပဲအကြောင်းနဲ့ပတ်သက်တဲ့ကိစ္စဆိုလို့ရှိရင်ကျွန်တော်စီကိုလာမေးလို့ရပါတယ်ကျွန်တော်သိတဲ့အပိုင်းလေးတွေကတော့ပြန်ပြီးတော့ပြပြပေးသွားပါမယ်အားလုံးပဲနှစ်သက်မှာဗီဇာရအောင်မြင်ကြပါစေဘိုင်ဘိုင်